ဖုံးတစ်လုံးရှိုံနဲ့ကိုယ့်ရဲ့ဝါသနာကိုဝင်ငွေအဖြစ်ဘယ်လိုပြောင်းလဲရမလဲဆိုတာကိုအချက်၅ချက်နဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ကလိုက်လွတ်နေဆိုရင်အားနေလို့လွတ်နေလို့ထင်ခဲ့ကြပေမဲ့အခု2026မှာဒါဟာအိမ်ထဲကမထွက်ဘဲနဲ့ဒေါ်လာတွေရှာနိုင်တဲ့အကောင်းဆုံးအလုပ်ဖြစ်နေပါပြီအချို့ဆိုရင်လိုက်တပွဲလွတ်ရုံနဲ့အပြင်ကအလုပ်တစ်လစာဝင်ငွေထက်ကိုပိုရနေကြတာပါတိချက်အနေနဲ့ကတော့သူတို့ဘယ်လိုလုပ်ကြတာလဲဘယ်လိုကွန်းတက်မျိုးကိုပေးမှလဲလိုက်လွတ်နိုင်ပတ်စံမရပါဘူးကိုကဘယ်လိုတန်ဖိုးတစ်ခုခုပေးနိုင်ရမယ်ကိုကလူတွေကိုရေမောပျော်ရွှင်အောင်လုပ်ပေးမှလားဘုသူတဒါမှမဟုတ်စကေးတစ်ခုခုသင်ပေးမှလားဂိမ်းကစားပြပြီးတော့ဖြောပြမှလားသူတွေသဘောကျတဲ့ပုံစံတစ်ခုကိုအသေးသတ်မှတ်ထားဖို့လိုပါတယ်တစ်ချက်အနေနဲ့ကတော့ရေးကြည့်ပါတယ်လိုက်လွတ်တာဟာစိုင်ပွင့်တာနဲ့အတူတူပါပဲဒီနေ့တော့လွင့်ကျင်တယ်လို့လွင့်ပြီးတော့မနေ့ပြန်မှာနားကျင်တယ်လို့နားရင်တော့ပြိတ္တကမမှတ်မိပါဘူးကိုကအချိန်တစ်ခုသတ်မှတ်ထားပြီးတော့နေ့တိုင်းဒါမှမဟုတ်ရက်မှန်မှန်လွင့်ပေးဖို့လိုပါတယ်သုံးအချက်အနေနဲ့ကတော့ like ရဲ့အားသာချက် real time အားပြောလို့ရတာပါကိုက comment တွေကိုဖတ်ပြီးပါနာမည်ခေါ်ပြီးတော့နှုတ်ဆက်ပါ viewer တွေကသူတို့ကိုလေးထားတယ်လို့ခံစားရမှာကိုကို gift တွေ support တွေပေးကြမှာပဲဖြစ်ပါတယ်လေးအချက်အနေနဲ့ကတော့ gift ပေးပါလို့တောင်းတာတဲ့သူတို့ကိုအရင်ပျော်ရွှင်အောင်လုပ်ပါသူတို့ပျော်သွားရင်ဒါမှမဟုတ်တစ်ခုခုသင်ယူလိုက်ရရင် gift ဆိုတာကအလိုလိုရောက်လာမှာပါနောက်ဆုံးအချက်၅အနေနဲ့ TikTok တို့လို platform မျိုးမှာ like လွှင့်ပြီးတော့ပစ္စည်းတွေကိုချိတ်ဆက်ရောင်းတာဟာ gift ပြတာတဲ့ပို့ပြီးတော့ဝင်ငွေလမ်းကြောင်းတွေရစီမှာပါရန်စစ်ကြီးတဲ့ကင်မရာတွေမလိုပါဘူးဒါပေမဲ့ကိုယ့်မျက်နှာကိုရှင်းရှင်းလင်းလင်းနဲ့အလင်းအမောင်ကြည်လင်ဖို့တော့လိုပါတယ်ကိုယ့်ရဲ့ live ကအတန်ဘလုံးပထွေးဖြစ်နေရင်တော့ viewer တွေကခဏလေးပဲကြည့်ပြီးတော့ထွက်သွားပါလိမ့်မယ်မိတ်ဆွေတို့အနေနဲ့ like လွှင့်ပြီးတော့ပတ်စံရှာတာဟာအရှက်ရကြမဟုတ်ပါဘူးဒါဟာခေတ်သစ်ရဲ့အတတ်ပညာတစ်ခုပါအဓိကကတော့စလုပ်ဖို့ပါခုကြည့်နေတဲ့သူကရော like လွှင့်ဖို့စဉ်းစားနေပြီလားဒါမှမဟုတ်ဘယ်လို like မျိုးကိုကြည့်ရတာဝါသနာပါလဲဆိုတာ comment လေးမှာရေးခဲ့ကျွန်တော်ကတော့နေတော့ပါဗီဒီယိုလေးကအကျိုးရှိတယ်ဆိုတော့ like and share လေးလုပ်ပေးသွားကြဖို့မမေ့နဲ့အောင်နော်